product branding ဆိုတာဘာလဲကို product ရောင်းရရုံမကလူတွေစိတ်ထဲမှာမှတ်မိနေအောင်ဘယ်လိုလုပ်မလဲမင်္ဂလာပါအိုင်လာကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါ product branding ဆိုတာ product မှာသုံးထားတဲ့ visual style တွေ color တွေ communication style တွေကိုစနစ်တကျတစုတစည်းရဲ့သေချာတိစောက်ထားတာကို product branding လုပ်တယ်လို့ခေါ်ပါတယ် branding မရှိတဲ့ product ဆိုရင်လူတွေကဝယ်ပဲသုံးတယ်ဒီဟာကိုမှတ်မိဘူး branding တိစောက်ထားတဲ့ product မှာဆိုရင်လူတွေရဲ့ perception ကဒီပစ္စည်းကယုံရတယ်ဒီ product ကယုံရတယ်စိတ်ချရတယ်ဆိုတဲ့ trust ပါတိစောက်ထားပြီးသားဖြစ်ပါတယ် product branding ဆိုတာလူတွေကကိုယ့်ပစ္စည်းကိုလာပါဝယ်ပါလို့ပြောတဲ့ strategy မျိုးမဟုတ်ပါဘူးကိုယ့်ပစ္စည်းကိုယုံကြည်အောင်လုပ်ပြီးတော့အသုံးပြုလာအောင်လုပ်တဲ့ strategy တစ်ခုပါ product ကိုလှအောင်လုပ်တာကို product branding လုပ်တယ်လို့မခေါ်ပါဘူး market ထဲမှာကိုယ့်ရဲ့ကုန်ပစ္စည်းကိုနေရာယူတာ customer ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ brand တစ်ခုကိုတည်ဆောက်တာ business value တစ်ခုဖန်တီးတာကို product branding လုပ်တယ်လို့ခေါ်ပါတယ် branding နဲ့ပတ်သက်တဲ့ knowledge တွေနဲ့သိချင်တဲ့ဥစ္စာတွေရှင် comment မှန်းခဲ့လို့ရပါတယ်နောက် video မှာပြန်တွေ့ရပါ